ကိုလိုအနေနဲ့ကျွန်တော်ဒီမှာပြထားတဲ့ animation video တိုးလေးတွေကိုဖန်တီးရမှာဖြစ်ပါတယ်ဒီလို animation video တွေကိုလည်းဖုန်းနဲ့ပဲအလွယ်တကူဖန်တီးလို့ရပါတယ်ကိုလိုအနေနဲ့လိုအပ်တဲ့ tool လေး3ခုရှိပါမယ် Chrome သုံးဖို့ browser ရဲ့ TikTok ရဲ့ TikTok Pro version ပါကိုလိုအသုံးပြုနေတဲ့ TikTok က free version ဆိုလို့ရှိရင်တော့ Pro version ကို Chrome မှာကိုနည်းကိုဟန်နဲ့ကြာကန်ထောက်ထားလိုက်ပါခင်ဗျာ Okay အားလုံးအဆင်သင့်ရှိပြီဆိုလို့ရှိရင်တော့ TikTok ရဲ့ဝင်လိုက်ပါပြီးတော့ TikTok ရဲ့ search bar မှာ movie recap ရိုက်ရှာပေးရပါမယ်တရုတ် video တိုးလေးတွေပါလေးကိုလူလည်းမြင်မှုကြမှာထင်ပါတယ်အဲ့လိုမျိုးလေးတွေကိုရိုက်ရှာပေးရမှာဖြစ်ပါတယ်ကျွန်တော်ရိုက်ရှာလိုက်ပြီဆိုတော့ဇလန်အတူပိုင်းစာလေးတွေအများကြီးတွေ့ရပါလိမ့်မယ်အဲ့ဒီထဲမှာကိုလိုသဘောကျတဲ့ video တစ်ခုကိုရွေးလိုက်ပြီးတော့ download ဆွဲပေးရမှာဖြစ်ပါတယ်ဒီတိုင်းချိန်မယ်ဆိုလို့ရှိရင်တော့ watermark ပါလာမှာပေါ့နော်ကိုလိုအနေနဲ့ watermark မပါအောင် download လုပ်ရမှာဖြစ်ပါတယ်ဒီ video ကို copy link လုပ်လိုက်ပါပြီးတော့ကျွန်တော်ရဲ့ Telegram နဲ့ကိုသွားပါမယ်တခြား download ရတဲ့နည်းလမ်းတွေရှိရဆိုပေမဲ့ Telegram ဖုန်းနဲ့ download နည်းလမ်းကပို့ပြီးတော့လို့ရှင်မြန်ဆန်ပါတယ် Okay Telegram နဲ့ကိုရောက်ပြီဆိုလို့ရှိရင် search bar မှာ TikTok download လို့ရိုက်ရှာပေးရမှာဖြစ်ပါတယ်ရိုက်ရှာလိုက်ပြီဆိုတော့ဒီပေါ်တော့မှာတွေ့ရတဲ့ပေါ်လေးပဲဖြစ်ပါတယ်အဲကောင်လေးကိုနှိပ်လိုက်ပါပြီးတော့တော့ start ဆိုတဲ့ကောင်လေးကိုနှိပ်လိုက် Okay အားလုံးပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့အစ copy link လောက်လာတဲ့ video link လေးကိုပေးချပြီးတော့ပို့ပေးလိုက်ပါမယ်ပြီးတော့တော့ watermark မပါတဲ့ video လေးကို select လို့ရပါပြီဒီကိုလိုအနေနဲ့ video လေးကို save ပြီးတော့ဖြစ်လို့နောက်တစ်စစ်အနေနဲ့ဖုန်းရဲ့ Chrome သုံး browser တွေဝင်လိုက်ပါပြီးတော့ search bar မှာ let's go AI လို့ရိုက်ရှာပေးရမှာဖြစ်ပါတယ်ရိုက်ရှာလိုက်ပြီဆိုတော့ဒီပေါ်ဆုံးမှာတက်လာတဲ့ကောင်လေးပဲဖြစ်ပါတယ်အဲကောင်လေးကိုနှိပ်လိုက်ပါ Okay ပြီးတော့တော့ကျွန်တော်တို့တောက်မှာပြထားတဲ့ SLE 30ကိုနှိပ်လိုက်ပါပြီးရင်တော့ဒီကောင်လေးကိုကျွန်တော်တို့ desktop site ပြောင်းပေးလို့လိုရပါမယ်တယောက်မှရှိတဲ့ desktop site ကိုနှိပ်လိုက်ပါပြီးရင်တော့ကိုလိုအနေနဲ့အကောင့်ဝင်ပေးလို့လိုမှာဖြစ်ပါတယ်ကိုကင်းနဲ့အလွယ်တကူဝင်လိုက်လို့ရတယ်ဆိုပေမဲ့နောက်ပိုင်းမှာအကောင့်ကထွက်လိုက်အတစ်တစ်ခုနဲ့ပြောင်းလိုက်တော့မှာဖြစ်လို့တန်မေးကိုပဲကျွန်တော်တို့အသုံးပြုပေးရမှာဖြစ်ပါတယ် Okay ကျွန်တော်ပြထားတဲ့ကောင်လေးကိုနှိပ်ပြီးတော့ new tab ကိုနှိပ်ပြီးတော့ window အတစ်တစ်ခုထပ်ဖွင့်လိုက်ပါမယ်ပြီးရင်တော့ search bar မှာတန်မေးလို့ရိုက်ရှာလိုက်ပါမယ်ခင်ဗျာရှာလိုက်ပြီဆိုတော့ဒီပေါ်ဆုံးမှာပေါ်လာတဲ့ link လေးတွေကိုဝင်လိုက်ပါပြီးရင်တော့ပေါ်လာတဲ့ mail လေးကို copy ယူလိုက်ပါ Okay copy ယူပြီးတော့ဆိုလို့ရှိရင်တော့ပြထားတဲ့ကောင်လေးကိုနှိပ်ပြီးတော့ let's go ကိုကျွန်တော်ပြန်သွားလိုက်ပါမယ်ပြီးရင်တော့ continue with email ဆိုတဲ့ကောင်လေးကိုဆက်နေလိုက်ပါပြီးရင်တော့အစ copy ယူသွားတဲ့ mail ကိုပေးချပြီးတော့ password မှာပထမစလုံးကိုစလုံးအကြီးနဲ့ခဏနဲ့ရောပြီးတော့ကိုလိုအဆင်ပြေလို့ရိုက်ထည့်ပေးလိုက်ပါ Okay ပြီးတော့အောက်မှာရှိတဲ့ let's go sign in ဆိုတဲ့ကောင်လေးကိုနှိပ်ပေးလိုက်ပါခင်ဗျာပြီးတော့ verify လုပ်ခိုင်းပါလိမ့်မယ်ပြထားတဲ့ set ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တန်မေးတွေကိုကုတ်ပို့ပေးလိုက်ပါပြီကျွန်တော်အပေါ်ကောင်လေးကိုနှိပ်ပြီးတော့တန်မေးကိုပြန်သွားကြည့်ပါမယ်ရောက်လေးကိုဆွဲကြည့်ပြီးတော့ inbox ထဲကိုကြည့်လိုက်ပါဒီမှာဆိုလို့ရှိရင် let's go AI မေးရောက်နေပါပြီတစ်ချက်နဲ့ကြည့်လိုက်ပါခင်ဗျာရောက်လာတဲ့ code 6လုံးကျွန်တော်တို့ရဲ့ let's go AI မှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ် Okay ရိုက်ထည့်ပြီးအောက်က sign in ဆိုတဲ့ကောင်လေးကိုနှိပ်ပေးလိုက်ပါမယ်ပြီးရင်တော့အကောင့်ဝင်နေဆင်ပြီးသွားပါပြီဒီလိုလေးပေါ်လာရင်တော့တောင်းအမားလေးကိုနှိပ်ပေးလိုက်ပါ Okay ပြီးတော့ရင်တော့ကျွန်တော်ပြထားတဲ့ view style transfer ဆိုတဲ့ကောင်လေးကိုနှိပ်ပေးလိုက်ပါမယ်ဒီမှာကျွန်တော်တို့ရဲ့ let's go AI က free version ဖြစ်တာကြောင့်တစ်ခါလုပ်ရင်ကိုလုံးမဲ့ view က9စက္ကန့်ပဲလုပ်ခွင့်ရှိမှာဖြစ်ပါတယ်ဒီဘက်က30စက္ကန့်တို့60စက္ကန့်တို့သုံးရင်တော့ပတ်စံပေးရမှာပါဒါပေမဲ့ပတ်စံလည်းမပေးချင်တဲ့အတွက်ကြောင့်ကို animation လုပ်မဲ့ view ကို9စက္ကန့်စီ split လုပ်ဖြတ်ထားပြီးတော့အသုံးပြုလို့ရပါတယ်style strip မှာတော့ကိုကြိုက်တာရွေးပြီးလို့ရပါတယ်ပြီးတော့ရင်ဒီဘောက style strip ကောင်လေးကိုနှိပ်ကြည့်လိုက်ဒီမှာကိုလိုအနေနဲ့ဘယ်လို cartoon ပုံစံမျိုးဖန်တီးချင်တဲ့စိတ်ကြိုက်ရွေးထားလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီကောင်လေးကိုရွေးထားလိုက်ပါမယ်ဒီဘောကဆိုလို့ရှိရင်တော့ကိုလိုကို point တရားပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ view လုပ်တော့မယ်ဆိုလို့ရှိရင်9စက္ကန့် view တစ်ပုတ်လုပ်ရင်15 point ကုန်ပါတယ်ဒီ point တွေကကုန်သွားရင်တော့ကိုလိုအနေနဲ့ view ဆက်ထုတ်လို့ရမှာမဟုတ်ပါဘူး point တွေကုန်သွားပြီဆိုလို့ရှိရင်တော့ဒီအကောက်ကိုတော့အောက်လို့နောက်တစ်တန်မေးတစ်ခုနဲ့အသစ်ပြန်ဝင်ရလာတဲ့ point တွေကကုန်သွားရင်တော့မယ်အဆင်မဖြစ်ပါတယ်ကိုလို live လုပ်တော့မယ်ဆိုလို့ရှိရင်တစ်ခုရှိတာစိတ်ရှိပြီးအလုပ်ရှုပ်ခံနိုင်မှာရပါမယ်ခင်ဗျာဘယ်ဟာမှလွယ်လွယ်လေးနဲ့မရနိုင်တာကိုကိုလိုလည်းဒီထားပြီးသားကိစ္စဖြစ်မယ်ထင်ပါတယ် Okay ဒီတော့ကျွန်တော်အနေနဲ့အစတက်တော့ဆေးထားတဲ့ video ကို9စက္ကန့်စီ split ခွဲပေးထားဖို့လိုရမှာပဲဖြစ်ပါတယ်ဒီထဲကခဏထွက်လိုက်ပြီးကက်ထဲဝင်လိုက်ပါ Okay ကက်ထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော် new project ကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့အစကဆေးထားတဲ့တက်တော့ video ကိုရွေးပြီးတော့ဒီအောက်က edit ကိုနှိပ်ပေးလိုက်ပါမယ်ပထမဆုံးနောက်ဆုံးမှာရှိတဲ့ကက်ရဲ့အရှုပ်ထုတ်ကြီးကိုဖျက်ထားပေးလို့လွယ်ပါတယ်ပြီးတော့ဒီ video ရဲ့9စက္ကန့်အတိလောက်မှာရပ်ထားပြီးတော့ video ရဲ့တိုင်းတိုင်းပေါ်မှာတစ်ချက်ထောက်လိုက်ပါပြီးတော့ဒီအောက်က split ကိုနှိပ်ပြီးတော့ခွဲထုတ်လိုက်ပါမယ်ဒီနောက်ကအပိုင်းကို delete လုပ်လိုက်ပါမယ်ခင်ဗျာ Okay ပြီးတော့ဒီ9စက္ကန့် video ကိုတောင်းအကောင်လေးနှိပ်ပြီးတော့ export ထုတ်ပေးလိုက်ပါ export လုပ်တာပြီးသွားပြီဆိုလို့ရှိရင်တော့ဒိုင်းအောင်သွားမနှိပ်ပါနဲ့ဒီဘက်ကကျွန်တော်ပြထားတဲ့မြားလေးကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော်ပြထားတဲ့မြားလေးကိုနှိပ်ပြီးတော့အစဖြစ်လိုက်တဲ့အပိုင်းကိုပြပေါ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ export လုပ်ပြီးသွားပြီဖြစ်တဲ့ဒီရှိက9စက္ကန့် video အပိုင်းကို delete လုပ်လိုက်ပါခင်ဗျာ Okay ပြီးရင်ကျန်တဲ့ဒီ video အပိုင်းကိုနောက်ထပ်9စက္ကန့်အပိုင်းလေးထပ်လုပ်ပေးရပါမယ်အစအတိုင်းပဲ9စက္ကန့်နေရာရောက်လို့ရှိရင်ပြလိုက်မယ်ပြီးရင်တစ်ချက်ထောက်လိုက်ပြီးတော့ဒီအောက်က split ခလုတ်ကိုနှိပ်ပြီးခွဲထုတ်လိုက်ပါမယ်နောက်ကအပိုင်းကို delete လုပ်ပြီးတော့ကျန်တဲ့ဒီကောင်းလေးကို export ထုတ်လိုက်ပါမယ်ခင်ဗျာ export လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဘက်ကမြားလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ပြထားတဲ့မြားလေးကိုနှိပ်ပြီးတော့ဖြစ်လိုက်တဲ့နောက်ကအပိုင်းကိုပြပေါ်မယ်ရှေ့က export လုပ်ပြီးသား9စက္ကန့်ကိုဖြစ်လိုက်မယ်ပြီးရင်နောက်ကျန်တဲ့ဒီအပိုင်းကိုဒီနေ့တိုင်းပဲ9စက္ကန့်စီ split ခွဲထုတ်ပြီးတော့ export လုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တက်တော့ဆေးလာတဲ့ video က55စက္ကန့်ရှိလို့ split ခွဲထုတ်လိုက်တာ9စက္ကန့် video 7ပုတ်ရရှိလာပါပြီ Okay video လေးရလာပြီဆိုလို့ရှိရင်တော့ Chrome နဲ့က let's go AI နဲ့ကိုပြန်သွားလိုက်ပါမယ်ဒီညရောက်လိုက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပြထားတဲ့ upload video ဆိုတဲ့စာတန်းအပြောင်းလေးကိုနှိပ်လိုက်ပါဒီလိုလေးပေါ်လာရင် media ကိုရွေးပြလိုက်ပြီးတော့ကျွန်တော်တို့အစထုတ်ထားတဲ့ video တွေကိုတွေ့ရပါလိမ့်မယ်ပထမဦးဆုံးထုတ်ထားတဲ့9စက္ကန့် video ကနေစာယူပြရပါမယ်ခုလိုအနေနဲ့ video တွေကအစင်လိုက်တစ်ခုချင်းစီဖြတ်မှာရမှာပဲဖြစ်ပါတယ်မဟုတ်ရင် view ဖြစ်ပြီးတော့မှတ်မိမှာမဟုတ်တော့ပါဘူး Okay ရေးပြီးသွားပြီဆိုလို့ရှိရင်တော့ခဏဆောင်းပေးလိုက်ပါခဏဆောင်းပြီးသွားပြီဆိုလို့ရှိရင်သူက coin ဘယ်လောက်ကုန်ကြမယ်ဆိုပြီးတော့ပြမှာဖြစ်ပါတယ် generate video ကိုနှိပ်ပြလိုက်ပါ Okay ဒီလိုလေးဖြစ်သွားပြီဆိုရင်တော့ကိုယ့်ရဲ့ video ကို animation video ဖြစ်ပြောင်းလဲပေးနေပါပြီခဏတော့ဆောင်းပေးရပါတယ် Okay ဒီလိုလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့9စက္ကန့် animation video လေးရလာပါပြီအကောင်လေးကိုတစ်ချက်ထောက်လိုက်ပါပြီးရင်တော့ download ဆိုတဲ့ကလေးကိုနှိပ်ပြီးတော့ download လုပ်ပေးလိုက်ပါမယ် Okay ပြီးတော့ရင်တော့ download အမားလေးကိုနှိပ်ပြီးတော့နောက်ထပ်9စက္ကန့် video လေးတစ်ခုထပ်ပြီးတော့ upload လုပ်ပေးရပါမယ်ခုနည်းလမ်းတိုင်းပဲအစကကျွန်တော်တို့ kit ထဲကနေဖြတ်ထုတ်လာတဲ့9စက္ကန့် video တိုးလေးတွေကိုအစင်လိုက်တစ်ပုတ်ချင်းစီ upload လုပ်ပြီးတော့ download ဆွဲပေးရမှာဖြစ်ပါတယ်ကိုလိုက video တွေ upload လုပ်နေရင် coin ကုန်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အစမှာပြောခဲ့လို့ပဲတောင်းပြထားတဲ့ကောင်လေးကိုဖြစ်နေလိုက်ပြီးရင် log ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးအကောက်ထွက်လိုက်ပါပြီးတော့ရင်တော့အစလုပ်ခဲ့တယ်လို့တန်မီတွေကမင်းနောက်တစ်ခုယူပြီးနောက်တဲ့အကောက်တစ်ခုထပ်ဝင်ပေးရမှာဖြစ်ပါတယ်အဲ့ဒီလမ်းအတိုင်း coin ကုန်သွားတိုင်းလုပ်လို့ရပါတယ်ကိုလိုကကျွန်တော်ရှင်းပြတဲ့ video ကြည့်ပြီးရှုပ်နေရပဲလို့ထင်ကောင်းထင်နိုင်ပါတယ်အဲ့မဲ့ကိုလို live လုပ်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့တစ်ခေါက်ပါပဲမရှုပ်ပါဘူးခင်ဗျာအရင်ဆုံးစမ်းတော့စမ်းကြည့်သေးချင်ပါတယ်ဒီလိုမျိုး video တွေကို upload လုပ်နေတဲ့အချိန်မှာနည်းနည်းတော့ကြာနေပါတယ်ကိုလိုကဒီထဲမှာမစောင့်ရင်ဘူးဆိုလို့ရှိရင်လည်းခဏထွက်ထားပြီးတော့တော်တော်3တာတို့ဘာလို့လုပ်နေလို့ရတယ်ပေါ့နော်ပြီးတော့မှဝင်တောင်းလိုက်ပါ Okay ကျွန်တော်တို့ video call upload လုပ်လို့ပြီးသွားပြီ animation video လေးလည်းရလာပြီဆိုလို့ရှိရင်တော့ kit ထဲဝင်လိုက်ပါပြီးတော့အစကျွန်တော် animation ဖြစ်ပြောင်းလာတဲ့9စက္ကန့် video လေးတွေကိုအစင်လိုက်ရွေးပေးပြီးတော့ edit ကိုနှိပ်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့5စက္ကန့် video လေးတွေတစ်ဆက်ထည့်ရရှိပါပြီပြီးတော့ထုံးစံအတိုင်းနောက်ဆုံးက kit ရဲ့အရှုပ်ထုတ်ကြီးကို delete လိုက်ပါမယ်
Okay ပြီးတော့ဒီကောင် export ထုတ်လိုက်ပါမယ်ခင်ဗျာ export ဆိုတာပြေးသွားပြီဆိုလို့ရှိရင်တော့ဒီဘက်ကတိုင်းကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ new project ကိုနှိပ်လိုက်ပြီးတော့အစ5 second ဗီဒီယိုပေါင်းပြီးထုတ်ထားတယ်ဗီဒီယိုရွေးပြီးတော့အောက်က ADT clip ကိုနှိပ်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ထုံးစံတိုင်းနောက်ဆုံးကကက်ရဲ့ရှုပ်ထုတ်ကြီးကိုဖြစ်ဖို့မမေ့ပါနဲ့ Okay ပြီးသွားပြီဆိုလို့ရှိရင်ဒီဗီဒီယိုတွေအချိုးအစားကိုရွေးချယ်ပေးရပါမယ်ရောက်ကပြထားတဲ့ ratio ကိုနှိပ်လိုက်ပါပြီးတော့ရင်ကိုကဒီဗီဒီယိုကိုဘယ်မှာတင်ပါလဲတက်တော်လာ YouTube လားကိုစိတ်ကြိုက်ချိုးစားကိုရွေးပြရမှာပဲဖြစ်ပါတယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဗီဒီယိုရဲ့ timeline ပေါ်လေးကိုတစ်ချက်ထောက်ပြီးတော့ဒီကောင်းအောင်ဆွဲချပေးလိုက်ပါပြီးတော့ကျွန်တော်ပြထားတဲ့ text ဆိုတဲ့ကောင်းလေးကိုနှိပ်ပေးလိုက်ပါဒါပြီးရင် auto caption ဆိုတဲ့ကောင်းလေးကိုစနေပေးရပါမယ်ဒီမှာကိုလူအနေနဲ့ sub တိုင်တွေကိုဘယ်လိုပုံစံလေးနဲ့ပေါ်စေခြင်းလဲဆိုတာကိုစိတ်ကြိုက်ရွေးချယ်ပေးရမှာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်က start ဆိုတဲ့ကောင်းလေးကိုနှိပ်ပေးပြီးကိုလူအနေနဲ့ခဏတော့စောင်းပေးရပါမယ် Okay ဒီမှာစာတန်းထိုးလေးတော့ရသွားပါပြီ text box ကိုတစ်ချက်ထောက်ပြီးတော့စာတွေကိုကိုထားခြင်းတဲ့နေရာမှာကြီးကောင်းအောင်ရွှေ့ထားပေးလိုက်ပါအဆင်ပြေသွားပြီဆိုရင်တော့ပြထားတဲ့ကောင်းလေးကိုတစ်ချက်နှိပ်ပြီးပြန်ထွက်လိုက်ပါမယ်ပြီးရင် video ရဲ့ timeline လေးကိုတစ်ချက်ထောက်လိုက် Okay ပြီးသွားရင်ကိုလူအနေနဲ့ copyright မညှိအောင်အတန်ပြောင်းပေးလို့ရပါတယ်ဒီဘက်မှာ YFS ဆိုတဲ့ကောင်းလေးရှိပါမယ်အဲကောင်းလေးကိုတစ်ချက်နှိပ်လိုက်ပါဒီထဲမှာကျွန်တော်ရွေးထားတဲ့ကောင်းလေးကိုတစ်ချက်ရှာပြီးရွေးပေးလိုက်တခြားကိုကြိုက်တာရှိရင်လည်းကိုကြိုက်တာလေးရွေးပြီးလို့ရပါတယ်ပြီးတော့အမှန်ချလေးနှိပ်ပေးလိုက်ပါကျွန်တော်စိတ်လာတဲ့ video မှာငကိုရဲကစက်တိုင်နဲ့ပါလာကြောင်းနည်းနည်းတော့ရှုပ်နေပါတယ် Okay ဒါဆိုလို့ကျွန်တော်အားလုံးပြည့်စုံသွားပြီဖြစ်ပါတယ်ခင်ဗျာတောင်းအကောင်းလေးကိုနှိပ်ပြီးတော့ export ထုတ်လိုက်လို့ရပြီပဲဖြစ်ပါတယ်ကိုလူအနေနဲ့ဒီလို video လေးတွေလို့ရလာတဲ့ video တွေကကိုပိုင် video ဖြစ်တဲ့အတွက် YouTube Short TikTok လိုနေရာတွေမှာတင်ပြီးတော့ monetization ရှောက်ဒေါ်လာတွေရှာနိုင်မှာဖြစ်ပါတယ်ခင်ဗျာ TikTok ကလူကြိုက်များလောက်မဲ့ဇလန်အတိုးလေးတွေကိုရွေးချယ်ပြီးတော့ animation video ပြောင်းဖို့ကိုအကြံပေးချင်ပါတယ် video မှာအင်္ဂလိပ်စက်တိုင်တဲ့ပါတော့ကန်ကောင်းရင်နိုင်ငံခြား viewer တွေပါရရှိနိုင်မှာဖြစ်ပါတယ်ကိုလူအနေနဲ့ဖုန်းလေးတစ်လုံးရှိပြီးအချိန်ပိုနေရဲ့ပတ်စံရှာကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောပြတဲ့ short video copy paste နည်းလမ်းလေးကို try ကြည့်သေးကြပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ပြောပြပေးခဲ့တဲ့နည်းလမ်းလေးကကိုလူတို့အတွက်အကျိုးလေးကိုစုံကြည့်ကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာ